ကြောင်ပဲကိုပြောမယ်။များဆိုင်ကြောင်ပြောကိုဆိုင်ကြောင်ပဲကိုပြောမယ်။ဘာကိုတွေကြောင်ပဲပြောမယ်ငါတို့ဘာကိုတွေကအရန်ကောင်းတယ်အရန်ကောင်းတယ်။ဘာကောင်းတာလဲဆိုတော့စိတ်အရေးချစ်တတ်တယ်။နော်အရေးချစ်တတ်တယ်ပြောပါဦးနေပြောပါဦးဘာကိုတွေရချစ်တတ်တယ်ပြောနေတာဘယ်လိုလေးပေးပါဦးဘာကိုတွေရချစ်တတ်5 star ပဲ5 star 4 star နော်ဘာကိုချစ်တယ်မတစ်ဘာလို့ဘာကိုရအရင်ချစ်တယ်လားဒါပေမဲ့ဘာကိုရချစ်ဖို့ကိုလူတက်ကိုချစ်ဖို့အတွက်ကသူတို့အတွက်အချိန်ယူရတယ်ဟာရမ်းမှန်တယ်ဟုတ်တယ်အရင်အချိန်ယူရတယ်ပြီးရင် तू ကအဲ့လိုနည်းနည်းချက်ချက်ဥဆုံးလောဘာကိုရမချစ်ဘူးအဲ့သူတို့တွေလေးလာပြီးတဲ့အချိန်မှာအကြီးစမ်းတတ်တရားနော်အကြီးအဲ့ရဲ့ mission တွေတော့လို့ဖြတ်ရတယ်ပြီးတော့ဘာကိုရကြတော့ဘာခုကောင်းလဲဆိုတော့ဘာကိုရအဲ့လိုသူတို့ချစ်ပြီးသွားပြီဆိုအဲ့လူတယောက်အတွက်ကိုပဲအမြဲတမ်းခေါင်းထဲမှာတွေ့ရနော်ဘာလုပ်ပေးရမလဲဥပမာစားတော့မကလေးတစ်ခုစားကိုကဒိန်ရင်တောက်ချင်လို့ဒိန်ရင်ဝယ်လိုက်တယ်तू ကဒီဒိန်ရင်လေးဆို तू လည်းတောက်ချင်မှာပဲဆိုပြီးတော့တစ်ထုပ်ဝယ်ရမယ့်ဟာကိုနှစ်ထုပ်ဝယ်ပြီးအဲ့လိုဂျယ်လီစားလို့ရှိရင်သူဂျယ်လီဆိုကြိုက်တာဆိုပြီးတော့ဂျယ်လီကိုထည့်အဲ့လိုလေနော်အဲ့လိုစိတ်ကလေးတွေရှိကြတယ်ဒါကိုချက်တက်လိုက်တာလက်တဲတင်းလေးတွေနော်အဲ့ဒီယောက်ျားလေးနဲ့ကွဲပြားမယ်ထင်တယ်ရေးစီးနေကြမဟုတ်လို့ပြရမလားလူပဲကွယ်တရားရတဲ့အချိန်တော့ရှိတယ်။ပေါ့ပါတဲ့အချိန်လည်းရှိရယ်။သူများထက်တော့နည်းနည်း serious အများအားဖြင့် mostly နော်ဟုတ်တယ်ဘာကိုကဘာကိုရဲ့ချစ်ခံရတယ်မမလေးပြောပါဦး။ဘာကိုချစ်မလေးဘာကိုရဲ့ချစ်တယ်လေနော်ဘာကိုရဲ့ချစ်ကိုခံရတာနော်ဘာကိုရဲ့အချစ်ကတကယ်ဘာကိုချစ်နေမတစ်ပဲနော်အချိန်စောက်ရတယ်နှစ်ခွဲတော့စောက်ရတယ်လက်ဖက်ကောင်းစားခြင်းရေပလောင်တောင်တက်နေရတယ်ဘာကိုရဲ့ဆောင်ဖို့ကလက်ပတ်ကောင်းစားခြင်းရေပလောင်တောင်တက်နေရတယ်ဘာကိုရဲ့အချစ်ကိုခံရင်တော့အချိန်ကားတော့စားရမှာပဲပြီးသွားရင်တော့နော်လုံးဝထိုက်တန်စွာအချစ်ခံနော်ဟာဗောဟာပါပဲမယုံချစ်ကြည့်လိုက်ပါဒီမှာစီနီယာမမလည်းပြောနေပါပြီဘာကိုရဲ့ review ဘာကိုကောင်းတယ်တကယ်ရိုးများအကြီးပါစက်များတယ်အာယုံနောက်တယ်ဘာကိုဆိုရှောင်းဆိုရင်ရမုန်းတယ်နော်မြစ်တာပေးပါတယ်လူရပါတခုခုပြောပေးပါဦးတခုခု